ဒီဇလန်လေးကတော့အမေရိကန်နိုင်ငံဒက်စရိုက်မြို့မှာနေထိုင်တဲ့အသက်12နှစ်အရွယ်ကောင်လေးထရီပါကာကနေစတင်ထားပါတယ်။ထရီရဲ့အဖေကဆုံးမသွားခဲ့ပြီဖြစ်ပြီးတော့သူ့အမေရှယ်ရီကမော်တော်ကားစက်ရုံမှာအလုပ်လုပ်နေတာပါ။တရက်မှာတော့သူ့အမေကတရုတ်နိုင်ငံဘေကျင်းမြို့ကိုအလုပ်ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ်။ထရီကအမေရိကန်ကနေလုံးဝမထွက်ခွာခြင်းပေမဲ့ငင်းဆန်ခွင့်မရှိပဲစိတ်မပါလက်မပါနဲ့အမေနဲ့အတူတူတရုတ်ပြည်ကိုပြောင်းလာခဲ့ရပါတယ်။တိုက်ခန်းအသစ်ကိုရောက်တဲ့အခါမှာဟာရီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ခင်မင်ခွင့်ရပြီးတော့သူတို့အခန်းကရေချိုးခန်းအဆင်မပြေဖြစ်နေတာကြောင့်အဆောက်အဦရဲ့ပြုပြင်ထိန်းသိမ်းရေးသမားမစ္စတာဟန်စီကိုတွားခေါ်ခဲ့ပါတယ်။မစ္စတာဟန်ကတော့ထမင်းစားရင်ဘာမှမပြောဘဲစိတ်ကြည်နေတာကြောင့်ဒရီကလည်းသူ့ဘာသာသူထားခဲ့ကအပြင်ဘက်ကပန်းချံကိုထွက်လာခဲ့ပါတော့တယ်။ပန်းချံနဲ့ရောက်တော့ဒရီတယောက်မေရင်းဆိုတဲ့တရောထိုးနေတဲ့ကောင်မလေးကိုတွေ့ပြီးတော့သူတို့နှစ်ယောက်အဆင်ပြေပြေစကားစမြည်ပြောဖြစ်သွားကြပြီးတော့မေရင်ကဒရီရဲ့စပင်လေးကိုကိုင်းကြည့်နေတော့မှပဲသူမရဲ့မိသားစုမိတ်ဆွေခြံကရောက်လာပြီးတော့တားဆီးပါတော့တယ်။ခြံကဒရီကိုတွန်းထုတ်ပြီးတော့လူသစ်မို့လို့ဆိုပြီးတော့ညှတာမှုမရှိဘဲနဲ့အကျဉ်းနာမဲ့စွာရိုက်နှက်ခဲ့တာကြောင့်ဒရီတယောက်အပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။နောက်နေ့ကျောင်းဖွင့်ရက်မှာတော့ထရီကသူ့ရဲ့ဒဏ်ရာတွေကိုမိတ်ကပ်တွေနဲ့ဖုံးပြီးတော့သွားခဲ့ပေမဲ့သူ့အမေကတီးသွားခဲ့ပါတယ်။ကျောင်းမှာလည်းခြံကထရီကိုဆက်လက်အနိုင်ကျင့်ပြီးတော့နေ့လယ်စာဘန်းကိုပုတ်ချပစ်လိုက်ပါတယ်။ထရီတယောက်ဒေါသထွက်ထွက်နဲ့အိမ်ပြန်ပြီးတော့ TV ကကွန်ပူကတ်တွေကိုလိုက်တူပပြီးတော့လေ့ကျင့်နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာမစ္စတာဟန်ကရေချိုးခန်းလာပြင်ပြီးရင်ထရီရဲ့အခြေအနေကိုတိတ်တိတ်လေးစောင့်ကြည့်နေခဲ့ပါတယ်။ကျောင်းဆင်းတော်ထရီကသူ့အမေနဲ့အတူတူဈေးဝယ်ထွက်ရင်းကွန်ဖူးတင်တန်းကြောင့်တစ်ခုကိုဝင်ကြည့်မိရကနေအထဲမှာခြံတို့အဖွဲကွန်ဖူးချစ်နေတာကိုတွေ့ပြီးတော့လှည့်ထွက်လာခဲ့ပါတယ်။ထရီကငိုယိုပြီးတော့ကျွန်တော်တို့ဒီကိုရောက်တာတပတ်တောင်မရှိသေးဘူး။ဒါပေမဲ့နှစ်နဲ့ချီပြီးတော့နေခဲ့ရတယ်လို့ပဲဒီနေရာကြီးကစုပ်ပြတ်တက်နေတာပဲဘာတစ်ခုမှမကြိုက်ဘူး။ကျွန်တော်အမေရိကကိုပဲပြန်ကျင်တယ်လို့သူ့အမေကိုရင်ဖွင့်ရှာပါတယ်။ဒီမြင်ကွင်းကိုလှမ်းမြင်နေရတဲ့မစ္စတာဟန်ကဒီကောင်လေးအပေါ်မှာတကယ်ပဲတနာစိတ်ဝင်သွားခဲ့ပါတယ်။နောက်နေ့မှာတော့ထရီကခြံတို့အဖွဲကိုရေပုတ်တွေနဲ့လှမ်းပတ်ပြီးတော့ကလေးစားချေဖို့စူးစမ်းရာကနေလမ်းပိတ်ပြီးတော့မိသွားခဲ့ပါတယ်။ခြံကထရီကိုအညိုးတကြီးနဲ့ထုနေတဲ့အချိန်မှာပဲမစ္စတာဟန်ကရောက်လာပြီးတော့ကဲတင်ခဲ့ပါတယ်။မစ္စတာဟန်ကတကယ်တော့ကွန်ပူပညာရှင်ကြီးမို့လို့ခြံတို့ရဲ့အဖွဲကိုပြန်မရိုက်ဖဲနဲ့ရှောင်းတင်းရင်ခြံတို့အဖွဲအချင်းချင်းပြန်မှန်ကုန်ပြီးတော့မစ္စတာဟန်ကိုတစ်ချက်လေးတောင်မှမထိနိုင်ခဲ့ကြပါဘူး။အဲ့ဒီနောက်မှာမစ္စတာဟန်ကဒရီရဲ့ဒဏ်ရာတွေကိုတရုတ်ရိုးရာမိဖန်ကွက်ကူထုံနဲ့ကုသပေးလိုက်ပါတယ်။ဒရီကခြံတို့ကိုလက်စားချေဖို့သူ့ကိုကွန်ဖူးတင်ပေးဖို့တောင်းဆိုပေမဲ့မစ္စတာဟန်ကကွန်ဖူးဆိုတာကိုကာကွယ်ဖို့နဲ့စိတ်ငြိမ်းချမ်းဖို့ပဲမင်းကတော့ရန်ဖြစ်ဖို့သုံးချင်နေတာလို့ပြောပါတယ်။ပြီးတော့ကလေးတွေရဲ့ပြဿနာကိုရှင်းဖို့ Fighting Dragonကွန်ဖူးတင်တန်းကြောင့်ကဆရာကြီးလီစီကိုတွားခဲ့ပါတယ်ဆရာကြီးလီကတော့ရန်သူအပေါ်ကိုဘရောမှမညှာတာဖို့တင် जा ပေးနေတဲ့ရက်ဆက်တဲ့ဆရာတယောက်ပေါ့ဆရာကြီးလီကဒရီကိုအခုချက်ချင်းချခိုင်းပြီးဆရာကြီးလီကဒရီကိုအခုချက်ချင်းချခိုင်းပြီးအကြက်ကင်တာကြောင့်မစ္စတာဟန်ကဒရီကပြိုင်ပွဲကြရင်ဝင်ပြိုင်လိမ့်မယ်အဲ့ဒီအချိန်ထိမင်းတို့ចောင်းသားတွေသူ့ကိုမနှောက်ယှက်ရဘူးစိန်ခေါ်လိုက်ပါတယ်ဆရာကြီးလီကလည်းသဘောတူပြီးတော့ပြိုင်ပွဲကိုရောက်မလာရင်တော့နှောင်တရစေလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။မစ္စတာဟန်ကဒရီကိုတကယ်ကွန်ပူတင်ပေးမယ်လို့ကတိပေးပြီးတော့နောက်နေ့မှာတော့ထူးဆန်းတဲ့လေ့ကျင့်ခန်းတစ်ခုကိုစလုပ်ခိုင်းပါတယ်။တစ်သားတိုင်းတစ်ခုမှာဂျာကင်အင်ဂျီကိုပြန်ဖြုတ်ပြန်ဝတ်ပြန်ချွတ်ပြန်ချိတ်အဲ့ဒီအလုပ်ကိုပဲနေ့ရက်ဆက်တိုင်းထက်ခါတလဲလဲခိုင်းမာတော့တယ်ဒရီကစိတ်မရှိတော့ပဲအော်ဟစ်ပြီးတော့လှည့်ထပ်ဖို့လုပ်သွားခဲ့တဲ့အခါမှာတော့မစ္စတာဟန်ကဟန်ဆောင်ကချက်ချင်းပဲတိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာထူးဆန်းတာကဒရီကအင်ကြီးဝတ်တဲ့လှုပ်ရှားမှုတွေအတိုင်းမစ္စတာဟန်ရဲ့တိုက်ကွက်အလုံးကိုမစင်စားဘဲနဲ့တင်အလိုအလျောက်ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်မစ္စတာဟန်ကပြုံးပြီးတော့ကွန်ဖူးဆိုတာငါတို့လူသမျှအရာရာတိုင်းမှာရှိတယ်ငါတို့တွေဘလို့လှုပ်ရှားလဲဘလို့နေထိုင်လဲသူတစ်ပါးကိုဘလို့ဆက်ဆံလဲဆိုတာတွေအလုံးမှာကွန်ဖူးရှိတယ်လို့
အတိတ်ပဲဖွင့်ပြခဲ့ပါတယ်။အဲဒီနောက်မှာမစ္စတာဟန်က Dre ကိုဝူဒန်တောင်စီကိုခေါ်သွားပြီးတော့ခန္ဓာကိုယ်ရဲ့အတွင်းစွမ်းအင်ဖြစ်တဲ့ခြေအကြောင်းကိုသင်ပေးပါတယ်။အဲဒီမှာအမျိုးသမီးတစ်ယောက်မွေဟောက်တစ်ကောင်ကိုစိတ်တည်ငြိမ်မှုနဲ့ထိန်းချုပ်နေတာကို Dre ကမြင်တွေ့ခဲ့ပြီးတော့မွေဟောက်ကွက်ကိုဆွဲလန်းသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း Dre နဲ့မေရင်တို့ခြိပွဲတော်မှာတွေ့ဆုံကြပြီးတော့ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မေရင်ရဲ့အဖေက Dre နဲ့ဆက်မပတ်သက်ဖို့တားမြစ်ခဲ့တာကြောင့် Dre တယောက်ရင်ကျိုးသွားခဲ့ရရှာပါတယ်။စိတ်ညစ်ညစ်နဲ့ Mr. Han အိမ်ကိုသွားတဲ့အခါမှာ Mr. Han ကသူပြင်နေတဲ့ကားကိုတူနဲ့ရိုက်ခွဲပြီးတော့ငိုနေတာကိုတွေ့ရပါတယ်။ Mr. Han ကသူ့ရဲ့အတိတ်ဆိုးကိုရင်ဖွဲ့ရမှာသူ့ရဲ့ဒေါသကြောင့်ကားမှောက်ပြီးတော့ဇနီးနဲ့သားဖြစ်သူဆုံးပါသွားခဲ့ရတာဖြစ်ပြီးတော့နှစ်တိုင်းဒီနေ့ရောက်လို့ရှိရင်နောင်နာတွေနဲ့ကားကိုပြန်ပြီးတော့ဖျက်ဆီးလေးရှိတာပါ။ Dre က Mr. Han ကိုဖြောင်းပြပြီးတော့သူတို့နှစ်ယောက်လေ့ကျင့်မှုတွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်ပြန်စခဲ့ကြတယ်။တိုင်ပွဲမစခင် Dre ကမေရင်တို့မိသားစုထံကိုတွားရောက်တောင်းပန်ခဲ့လို့မေရင်တို့ကလည်းပြိုင်ပွဲကိုလာရောက်အားပေးခဲ့ကြတယ်။တိုင်ပွဲစားတဲ့အခါမှာ Dre ကလေ့ကျင့်ထားတဲ့အတိုင်းအပြတ်အသတ်နိုင်ပြီးတော့ဆီမီဖိုင်နယ်ကိုတက်လှမ်းခဲ့ရပါတယ်။ဒါကိုမြင်တဲ့ဆရာကြီးလီကသူ့ကြောင့်သားလျံကိုခေါ်ပြီးတော့ငါမင်းကို Dre ကိုနိုင်စေချင်တာမဟုတ်ဘူး။သူ့ခြေထောက်ကိုချိုးပစ်စေချင်တာလို့အမိန့်ပေးပါတယ်။လျံက Dre ရဲ့ခြေထောက်ကိုကန်ပြီးတော့စီကံဖောက်ပြမှုနဲ့ထုတ်ပယ်ခံရပေမဲ့ Dre ကလည်းပြင်းထန်စွာဒဏ်ရာရသွားခဲ့ပါတယ်။ဆရာဝန်ကဆက်မပြိုင်ဖို့တားပေမဲ့ Dre ကဘဝမှာလဲကြရင်ပြန်ထားဖို့ကကိုယ့်ရဲ့ရွေးချယ်မှုပဲလို့ဦးလေးပဲသင်ပေးခဲ့တာလေကျွန်တော်ပြန်ထချင်တယ်လို့ပြောတာကြောင့် Mr. Han လည်းမိဖန်ကွက်ကူထုံးနဲ့ Dre ရဲ့ခြေထောက်ကိုအမြန်ဆုံးသက်သာအောင်လုပ်ပေးလိုက်ရပါတယ်။ဘိုလ်လူပွဲမှာ Dre နဲ့ချန်တို့ရမှတ်2မှတ်စီနဲ့တူနေပြီးတော့နောက်ဆုံးတစ်မှတ်ကချန်ပီယံကိုအဆုံးဖြတ်ပေးမှာပါ။ Dre ကခြေထောက်တစ်ဖက်ထဲနဲ့မွေးဟောက်ကွက်ပုံစံယူလိုက်ပါတယ်။စိတ်ကိုလုံးဝတည်ငြိမ်အောင်ထားပြီးတော့လပင်းကိုလှုပ်ရှားတဲ့အခါချန်ကလည်းသူ့ရဲ့လှုပ်ရှားမှုနောက်ကိုမျောပါလာပါတယ်။ချက်ချင်းပဲချန်ကအပြင်းထန်ဝင်တိုက်ပေမဲ့ Dre ကရှောင်တိန်ပြီးတော့ဂျွန်းပြန်ကချန်ရဲ့မျက်နှာတက်တဲ့ကိုအပတရကန်ချလိုက်ပါတယ်။ Dre တယောက်ပိုဆွဲသွားခဲ့ပါပြီ။ချန်ကိုရိုင်းက Dre ကိုလေးစားမှုအပြည့်နဲ့ချန်ပီယံဖလားကိုလှမ်းပေးခဲ့တယ်လို့ပဲ Fighting Dragon ရဲ့ចောင်းသားတွေအားလုံးကလည်း Mr. Han ကိုဆရာကြီးအဖြစ်ဦးညွတ်အလေးပြုကြပါတော့တယ်။ဒါဟာနိုင်ပွဲတွေမကဘဲနဲ့တိတ်ခါတက်တီးနဲ့လေးစားမှုတွေကိုပါအနိုင်ယူနိုင်ခဲ့တဲ့ဖြစ်ရဖြစ်ပါတယ်။ Thanks for watching CapCap by Lina. If you enjoyed the video, please like and comment below. And don't forget to subscribe and hit the bell icon for more updates.